မင်းမရိုက်လိုက်တာအမှန်မကောင်းလို့ရိုက်အောင်လဲအတန်းထဲမှာနင်းအမှန်ဒီလောက်ကောင်းနေတာအဲ့ဒီကြပြားကြီးကသူ့တယောက်တည်းကိုပေးဖက်ချင်လို့ပြင်မှာပေါ့ မမီမီမိုကိုစီတီဝင်းတို့နဲ့အတူတူရှိရဲ့ကျောင်းသားဘွားပေါ့နော်10တန်းကျောင်းသားဘွားကိုတော်တော်လက်ကောင်းလေးစာညမ်းတဲ့ကောင်းလေးပေါ့နော်စာလွယ်ပြီးကျန်တဲ့နေရာမှာအကုန်လုံးတွက်လက်တယ်အပိုင်းကနေတရုပ်ဆောင်လာပါတယ်ကျောင်းတော့အမတ်တရတော့စာခိုးချတယ်မုတ်ကျောင်းပြေးတယ်မုတ်ခိုးစားတယ်ဒါကလူတိုင်းသိရမလားပျော်စရာပေါ့စာတော်တဲ့လူကလွယ်ပြီးတော့ကျန်တဲ့လူတွေအကုန်လုံးလုပ်တဲ့ဥစ္စာတွေပေါ့နော်အော်အကုန်လုံးလုပ်ခဲ့ပါတယ်ပြေးပါပဲအရန်တန်တယ်ကျောင်းသားပေါ့ ဟုတ်တယ်ဒူဗေတာပဲခံတာလေဟုတ်အဓိကဒီထဲမှာအခန်းအများကြီးတော့မပါဘူးပေါ့နော်ဒါပေမဲ့ကိုရတဲ့အခန်းမှာတော့အကောင်းဆုံးတော့စူးစမ်းထားတယ်ဒီမမီမီမိုတို့ကိုစီတီဝင်းတို့လည်း chemistry မိအောင်တေချာလေးစူးစမ်းထားတယ်အကူတွေအမားတွေကလည်းဆွဲခေါ်ကြတယ်အဓိကရဲ့ပထမဆုံး series ဖြစ်တဲ့အတွက်အရင်တော့ကတော့မတွေ့ခင်မဆုံးခင်တော့ကတော့ရှိန်တာပေါ့ကိုရဲ့ senior အကူမိုင်းဆိုတော့တကယ်တွေ့တဲ့အချိန်မှာအကူတွေကအဲ့လိုဘာလုပ်ချင်လဲမေးပြီးတော့အဲ့လိုညညနိုင်လေးလုပ်ပေးရဲအဲ့လိုမျိုးပြီးရင်လိုအပ်တာတွေရှိရင်လည်းတင်ပေးရဲသူတို့ရဲ့ experience တွေ sharing လုပ်ပေးရဲဆိုတော့အရင်ဝမ်းသာရပါတယ်ဟုတ်